ဒါကြောင့်ဘုံဘုံနောက်ကိုလိုက်မဲ့ပရဟိတသည်ကိုကကိုစီထက်ကိုစားမဲ့ဇေယိကိုဘာသာကိုယူခဲ့မရလားဗျအတ္တပြေးမှပရလုတ်ပါပြန်ပြောအတ္တပြေးမှအဲ့ဒါဘုံဘုံစကားမဟုတ်ဘူးပါမောက်ခါကျုံဆရာတော်ကြီးစကားကိုမိသားစုပြေးစုံမှဘာလို့တော့အင်းကြစားစရာမရှိရှေ့ကြပရဟိတဓာတ်ပုံရိုက်ပြီးတင်ပြီးဟိုလူကငှက်ပြက်နေတာဟုတ်တယ်မလားရေဘေးဘယ်ရိုက်ခံခြင်းလိမ့်မလို့ငှက်နေတဲ့ပုံရိုက်မခံခြင်းဘူးလေလှူတယ်ဆိုပြီးတော့မန်းတပ်ပေါ်တက်တဲ့လူတွေကအများကြီးမနစ်တဲ့ရေတဲ့ကိုရအောင်ဆင်းပြီးတော့ရိုက်တာမဟုတ်ဘူးလားဟုတ်လားကျုပ်အင်းလေးသွားလှူတယ်ဗျာရေတဲ့ဆင်းခဲ့ပါဦးကိုမရေကြောက်တာကြီးလေဘွားလှူခဲ့တာလေရေတဲ့ဆင်းစရာလိုလို့လားလို့အခုဘယ်တဲ့ဆင်းညာဘာလို့ဆင်းတာသေခြင်းလို့ဆင်းတာဟုတ်တယ်အမြင်ကတ်တာမဟုတ်ပါဘူးပရိဒအကြောင်းပြပြီးရင်နစ်တာတွေနဲ့ဟိုမှာဝါကူထိုးနစ်တဲ့လူတွေကမျက်နှာငယ်လေးတွေနဲ့လေဘယ်သူရိုက်ခံခြင်းမလို့ဆင်းရဲနေတာရိုက်ခံလို့သိလားငတ်နေတာရိုက်ခံလို့သိလားဟိုမှာအိမ်ကမီးလောင်သွားပြီးပြာကျသွားပြီးမီးဘေးသွားကူတဲ့ပရိဒတွေကဘာတွေနဲ့ရိုက်ပြီးဓာတ်ပုံတင်တော့အမြင်ကိုကတ်တယ်ကိုချင်းစာစိတ်ကိုမရှိဘူးမှန်ရလားဗျာပြောတင်လားမပြောတင်ပြောရမှာလားမပြောရမှာပြောမှာခုတော့မှလိုက်ပေါ်ဆဲလောက်ပြီးအောင်ကောင်းရိပ်လိုက်ကပိတ်ပြီလားပိတ်သေးဘူးဆဲရင်ဆဲပေးသည်မဟုတ်လေဒီကိုတော့အဆဲခံနေကြနော်ဟုတ်ဘူးလားဟုတ်လားအောင်ကောင်းတွေ့တယ်နော်ရွှေတကလိုင်းပေါ်မှာယူရိုက်ကြည့်တာဟာတဲ့ခန္ဓာတွေကလည်းပဲပြီးတော့ဖောက်ပြန်မှုတွေပေါ်လာတင်ညာဟာဒါလည်းလှုပ်ရှင်နေတာနော်အနောက်ပွဲမှာလှုပ်တော့မယ်ဘယ်ရောက်သွားရတော့စာကတော့ဘာတော့ဘယ်သူပေးတာကိုယ်တိုင်ပါတာဘာတကားဖွင့်မှာနိဗ္ဗာန်ရွှေတကားဖွင့်မှာဘာတော့နဲ့ဖွင့်မယ်စာကတော့နဲ့ဖွင့်မယ်နံပါတ်1ကတရားတော့နံပါတ်2ကသီလတော့နံပါတ်3ကဟိရိတော့နံပါတ်4ကဩတ္တပတော့နံပါတ်5ကသုတ္တတော့နံပါတ်6ကစာကတော့နံပါတ်9ကပညာတော့နံပါတ်9ကအလုံးလိုက်ဆိုမယ်လူဖြစ်ရတဲ့ဒီချိန်ခါရွှေတကားကိုဖွင့်ရမှာရွှေရတနာဆိုတာများဖယားဟောလို့ရှိခဲ့တာယုံကြည်မှုကွယ်မြတ်တရားကိုချင်းသီလတရားမှာရှက်တာကြောက်တာကိုမာထားတုတ္တရှိအောင်သင်ကြိုးစားပေကံကြီးရဲ့စေရနာယုံနံကိုလည်းပွားရမှာပညာတဏမပညာဖို့ပညာတည်ဟုသောပညာတော့၎င်းဘာတော့ဘာပညာနဲ့ဘာပညာမတ်ပညာဖို့ပညာဇလံတရားအခုမှစမှာနောက်ကပိသက်တွေဇလံပါတယ်လူနူကြီးတုတ်ပဗုဒ္ဓဘယ်သူတဲ့တော့ဟဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးလောင်းလေရဘဝတုန်း